哇，你ချင်းလေးစားပြီးတော့အပြစ်တင်စကားတွေမပြောပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီနေ့ကကိုကြီးမန်းနဲ့ဘူးလီကကျမတို့ကဈေးရောင်းပွဲတော်ဖြစ်တဲ့အတွက်ဘူးတွေရောင်းနေဆိုတာပဲပြောလိုက်တာပေါ့နော်အဲ့ဒီအောင်မှာကိုကြီးမန်းထားတယ်ဘာဝယ်သုံးရင်တဲ့ဘာဖြစ်တာလဲတခုမှမပြောဘူးတဲ့ပြောတာပေါ့မမမကဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးရှင်းပြလာတာဘယ်ဆယ်လီမတောင်မငါကိုကျမပါတာကျမကြော်ညာလာတာ6နှစ်ရှိပြီเนาะအခုထပ်ပြီးတော့ရှင်းပြမယ်ကိုကြီးသိချင်တယ်ဆိုရင်ဒါကျမတို့သပင်အတွက်ထုတ်ထားတဲ့ hair series 15မျိုးဖြစ်ပါတယ်ဒါလေးကတော့ခေါင်းမလျှော်ခင်နှံ့ရတဲ့ပေါင်းစီလေးပါသူဒီထဲမှာကျတော့အကုန်ပါပြီးသားပေါ့နော်ကြက်သွန်လေးရှားတောင်းလက်ပတ်ဈေးပြူသည့်အစုံထည့်ပေးထားတယ်ကြိမ်မှန်ရွက်မလေးအရန်ကောင်းတယ်ဒါလေးကသပင်ပေါက်ဆေးဆိုပြီးတော့နာမည်ကြီးနေတာပေါ့နော်ဒါလေးကိုခေါင်းမလျှော်ခင်နှံ့ရပါမယ်ပြီးရင်ဒါလေးကတော့တယောက်ကင်မွန်းနဲ့ပြုတ်လုပ်ထားတယ်မုံကဥနီနဲ့ပြုတ်လုပ်ထားတယ်အိမ်တိမ်မှာဒါလေးတပူတော့ရှိတယ်နဲ့ဘာလို့လဲကျမတို့တယောက်ကင်မွန်းဆိုတာအညံ့ကင်းစင်အောင်လုပ်တဲ့နေရာမှာဆရာကြီးပဲသူ့ကိုမိတဲ့ဟာတခုမှမရှိဘူးအဲ့တော့ကိုယ့်ရဲ့ဆိုင်ကယ်တွေပတ်ကျင်သလားကားတွေကိုအညံ့ကင်းစင်လားအိမ်ဝိုင်းခြံဝိုင်းတွေကိုအညံ့ကင်းနေတာလားဟိုဘာပဲသုံးပေါ့နော်နောက်တစ်ခုကိုလူတွေမှာကန်ညံ့နေပြီလို့ထင်လို့ရှိရင်ဒီတယောက်ကင်မွန်းကောင်းချော်လေးနဲ့ခေါင်းမောကနေလောင်းချလိုက်ဒီလိုမျိုးလေးဆိုအဆင်ပြေတယ်ပေါ့နော်ဒါလေးကတယောက်ကင်မွန်းပါတယ်မုံကဥနီနဲ့ပါတယ်ဒါလေးကိုပထမတစ်ထပ်လျှော့ဒါလေးကတော့အပူပုတ်များနေတဲ့လူတွေခေါင်းထဲမှာဒီအနာတွေဘာတွေဖြစ်တဲ့အထိပေါ့နော်အဲ့လိုမျိုးတွေအပူတွေများနေတယ်ဆိုဒီကမကြီးကောင်းချော်လေးကိုလျှော့သူကတော့သပင်လေးပျော်စင်စေပါတယ်ရှင့်ပြီးရင်ခေါင်းလျှော်ပြီးတဲ့အချိန်မှာဒီ hair mask လေးနဲ့ပေါင်းပေးမယ်9မိနစ်လောက်ပေါင်းရင်ကိုရတယ် keratin နဲ့ပြုလုပ်ထားတဲ့ hair mask လေးပေါ့နော်ကျမတို့ဒါလေးထုတ်ပေးထားပါတယ်ပြီးရင်ခေါင်းလျှော်ချပြီးပြီဆိုရင်နောက်ဆုံးပြင်မစုံမချောက်ချိန်မှာဟာရီက hair coat ကလေးကိုလိမ့်ပေးလို့ရပါတယ်ရှင့်အဲ့တော့ဒါလေးက hair series 15မျိုးပါသပင်အရန်ကျွတ်တဲ့လူတွေသပင်ခဏသပင်နဲ့ပတ်သက်ပြီးခဏမျိုးလုပ်တဲ့လူတွေဆိုဒီ hair series 10လေးဆောင်ထားပေးလို့ရပါတယ်ရှင်နောက်တစ်ခုကကျမတို့အသားရည်အတွက်ပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်ထုတ်လုပ်ထားတာကတော့ဒီမှာ secret 3မျိုးရှိပါတယ်။ coffee 3လားကမွန်တီ3လားမကြီးတီ3လား secret အနေနဲ့ကတော့3မျိုးရှိတယ်။တဘာဝတိုင်းထုတ်လုပ်ပေးထားတယ်။မြေတိ chemical မှမပါတဲ့အတွက်ကလေးရအစားပြီးတော့သုံးလို့ရတယ်။အသားရည်ဖြူတင်တယ်ဝင်းတင်တယ်အပူပုတ်တွေထွက်ချင်တယ်ဆိုရင်တော့ဟာရီက secret 3မျိုးတွေကကြိုက်နေတဲ့ရာတစ်ခုကိုသုံးလို့ရပါတယ်ရှင့်။နောက်တစ်ခုအခုဒါဆိုရင် sound ဖြစ်ပါတယ်။ sound မှာလူတွေကအသားရည်ပတ်ကြတယ်အသားရည်ခြောက်ကြတယ်ဒါဆိုရင်ကျမတို့ရှားတောင်းလက်ပတ်နဲ့လုပ်ထားတဲ့ဒီက lotion လေးကိုသုံးပေးလို့ရပါတယ်။ကဲဒါလေးကတော့ lip balm လေးပါရှင်။အမျိုးသမီးတစ်ယောက်မှာဒီလိုမျိုးနှာခမ်းလေးတွေနဲ့မှလှတယ်ပေါ့။ကျမတို့အမျိုးသမီးတိုင်းတွေနှာခမ်းတွေတစ်ထောင်တော့ဆောင်ကြတယ်။စောင်းထဲမှာဆိုလို့ရှိရင်လူတွေကဘာဖြစ်ကြလဲဆိုနှာခမ်းတွေကွဲကြတယ်ပေါ့နော်ဒါမျိုးတွေမဖြစ်ဘူးဒီ lip balm လေးကကြတော့နှာခမ်းတွေဆိုးလို့ရပါတယ်ကလေးရစာဆိုးလို့ရတယ်တက်ခွဲပြီးမှရောင်းတာဖြစ်တယ်နော်ကဲဒါလေးကတော့လူကြိုက်ရမ်းများတဲ့တနခါပေါင်တာမဟုတ်လေးပါရှင်ပုတ်ကလေးရိုက်မလားရေလေးနဲ့ဖြောပြီးတော့တနခါပကွက်ကြလေးကွက်မလားမမမို့လို့ပကွက်လေးကွက်မလားပေါ့နော်ဒါလေးက2မျိုးသုံးလို့ရတယ်two ways လို့ခေါ်တယ်နော်2မျိုးသုံးလို့ရတယ်တနခါမဟုတ်လို့ဖြစ်ပါတယ်ကဲဒါလေးကတော့ရေချိုးဆက်ပြလေးပါရှင်ရေချိုးဆက်ပြကအိမ်တိုင်းဝယ်သုံးနေကြပါတယ်ရေချိုးဆက်ပြဝယ်သုံးနေရတဲ့တူညီတိနိုင်ငံကထုတ်မှမသိဘယ်သူထုတ်မှမသိဘလောက်ဘာတွေပါမှမသိเนาะဓာတ်ခွဲထားလားမခွဲထားလားမသိတဲ့ဟာတွေသုံးနေဆောင်မမမို့လို့ဒါဆိုရင်လဲလက်ကထုတ်ထားတာဖြစ်ပါတယ်ဓာတ်ခွဲကအဖြစ်တွေနဲ့တော့ထုတ်ပေးထားတာဖြစ်ပါတယ်ရေချိုးဆက်ပြ2မျိုးဘာကြောင့်ထုတ်ပေးတာလဲဆိုရင်တူဒီမကြီးနဲ့ထုတ်ထားတာဖြစ်ပါတယ်ချွေးနဲ့အရန်နံတဲ့လူတွေဆိုလို့ရှိရင်ဒီကမကြီးလေးကိုသုံးပေးပါအပူပုတ်ရမ်းများတဲ့လူတွေခြေပေါ်တွေခဏကွဲတယ်လက်တွေကွဲတယ်ပေါ့အဲ့လိုမျိုးတွေလူတွေဆိုလို့ရှိရင်တော့ဟာဒီကမကြီးလေးကိုသုံးပေးပါချွေးနဲ့ဂျိုင်းနဲ့တတ်တာပါလိမ့်မယ်ရှင်ဒါလေးကကြတော့ကျမတို့အသက်ကြီးပိုင်းလေးတွေပေါ့အသက်ကြီးပိုင်းလေးတွေကြတော့လေဖြတ်တတ်တဲ့အရွယ်ရှိတယ်ပေါ့နော်40ကျော်50ကျော်60ကျော်စတဲ့ပြအသက်ကြီးတဲ့လူတွေဒီလေအားလျော်နေလာတယ်ဒါဆိုရင်ဒီမှာမက်ဇလီရွက်နဲ့ပြုတ်ထားတဲ့အေးခါတက်ရေချိုးဆက်ပြလေးကိုသုံးပေးရတယ်စောင်းထဲမှာဆိုရင်တော့သူလေးရတယ်ရန်ကောင်းတယ်ဘာလို့လဲရှားတော့လက်ပတ်ပါတာဖြစ်တဲ့အတွက်ရေချိုးပြီးတဲ့အချိန်မှာအသားရည်ချမသွားဘူးအသားရည်ဆူလေးကြံနေခဲ့တယ်ပေါ့ရေချိုးဆက်ပြ2မျိုးရှိပါတယ်ရှင့်မျက်နှာတစ်ဆက်ပြလေးတွေကတော့9မျိုးရှိပါတယ်မျက်နှာတစ်ဆက်ပြတော့9မျိုးပါကိုယ့်ရဲ့